ပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်တင်နန်းစင်ပွဲအတွက်မြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပေးပို့သောတဝန်လွှာစစ်တစ်စင်ပွဲမှာတဝန်လွှာပါပေးရတဲ့အတွက်ဘုံယူကြောင်းပြောလိုပါတယ်။အားလုံးတပ်မတော်ဟာတရားဝင်ပြည်သူ့အစိုးရကဒီထောင်ထားတဲ့တရားဝင်ပြည်သူ့တပ်မတော်ဖြစ်တယ်။အားလုံးရဲ့စုစည်းညီညွတ်မှုအားလုံးရဲ့စင်အားအားလုံးရဲ့ဒီရတဲ့ဒီဆိုတဲ့စစ်ကောင်စီရဲ့တပ်ဖွဲ့မှုခိုင်တာပေါ်ဝင်တက်ကြရမှာအားလုံးတက်ကြပါအားလုံးပေါ်ကြပါအားလုံးပြည်တော်စုအားလုံးနိုင်ငံတော်အားလုံးပြည်သူများတွေပြည့်စုံပါလို့ကာဝေးကြတော့ဒီမဲ့သွားတဲ့ပြည်လားဒီလိုဒီကတော့ဘယ်လိုလဲကာဝေးဆိုတော့ကျန်တဲ့စစ်ကောင်စီရဲ့ဒီဘဝရတဲ့အာဏာသိမ်းမှုဟာဒီလိုဖြစ်နေလိုက်တာဒီစစ်ပွဲမှာအားလုံးဒီလိုလူတွေတက်ပေါင်းများစွာသူတို့ပြည့်တဲ့ရတယ်နောက်ဆုံးရတဲ့ဒီလေတော့တော့စစ်စာတောက်လို့ဒီစစ်ပွဲကိုအားလုံးနိုင်အောင်တိုက်ရမှာဒီလိုစစ်ကြုံတော့လာတယ်တိုက်ပွဲကိုတော့မလုပ်ဘူးလားပြေးလိုက်ပါကျောင်းသားနိုင်ငံတော်ဘုရားနဲ့ကျောင်းသားနိုင်ငံတော်ဘုရားနဲ့ဟောတော်ရခြင်းပါပဲဟောတော်ရခြင်းပါပဲတော်တော်ဒီမာရီရဲ့သူတော်တာတော်တော်ကာယလာဒီသာဝေနာသာတော်ကျောင်းသားနိုင်ငံတော်ရဲ့ဘယ်သာပါလိဒီလူတော်ရဲ့ကျောင်းသားပါလိဒီကောင်းသာပေါ်ရဲ့ကျောင်းသားပါလိဒီတော့ကာယပေါ်ရဲ့ကျောင်းသားပါလိတော်ပြီသောသောပါလိအာဒီရဲ့ဒီလူတော်သစ္စာရှိပါမည်ဒီအာဏာရှင်တဲ့ဒီကသေတော်နာရီဒီမာရီဘယ်ရပြည်တော်လူပေါ်လာသည်ခိုင်ဝဲဝဲပါလိဟုသစ္စာပြုပါသည်ဒီတရားမှာတန်ရောက်သာသည်ဒီညာသောပြုရဲ့ဒီလူတော်တော်ဒီညာဒီလာပဲဒီဝါဒီတော်တော်ဒီကနေ့လာတယ်ဒီတော့ပြန်ကြတော့ဝါပြုတော့ပါဘူးသစ္စာပြု